လူချင်းတောင်ဒီလိုဖြစ်တတ်တာအဲ့ဒါကြောင့်မလို့ကံကောင်းအောင်လုပ်ဖို့ဆိုဒီမှာကိုယ်တိုင်ကရှင်တဲကအမုန်းကင်းပြီးတော့မေတ္တာဘာဝနာတွေမြတ်မြတ်ပွားပြီးတော့လုပ်မယ်ဖရာကိုအာယုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှသိကြတယ်မေတ္တာပို့မယ်အမြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှန်ပေါ်ရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းအကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပို့ဆိုးတာအဲ့ကြလို့ရှိရင်ပို့ဆိုးသွားနိုင်တယ်အဲ့ဒါလို့မဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလှည့်အပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ပုံလုပ်နည်းရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဘုရားကိုအာရုံပြုမယ်